OK ဗျာဒီနေ့မှာကျွန်တော်အမြန်လေးပဲသွားလိုက်တော့မယ်အေးရမှာသာတော့ဖုန်းတစ်လုံးဝယ်ထားတယ်ကိုယ်တိုင်တော့ဖုန်းမလဲရသေးဘူးပေါ့နော်ဒါပေမဲ့လေကိုယ်တိုင်ရတော့ဒီမှာ6မီလေးနဲ့ဖုန်းတစ်လုံးဝယ်ထားတယ်ဒီဖုန်းကဒီနောက်ပိုင်းထွက်တာဘယ်လောက်ထွက်တာလဲတော့မသိဘူးဈေးချနေလို့တော့ဝယ်တာ Galaxy A17 ပေါ့နော်တော့ 5G 4G လာတဲ့နဲ့တူပါတယ်ဒီကောင်းတော့သူရေးထားတော့လေ LTE ဘာညာလို့ရေးထားတာပဲဆိုတော့ဖောက်မယ်မြန်လေးပဲဖောက်လိုက်တော့မယ်ချိန်လည်းမရတော့ဘူးဆိုတော့ခဏနေကြလို့ရှိရင်ရန်ကုန်တင်ပြီးရတော့မှာ flight နဲ့ဆိုတော့ဖောက်လိုက်တော့မြန်လေးပဲတော့နောက်မှာစတစ်ကာပါမယ်နော်စတစ်ကာတွေအဲ့တော့စတစ်ကာတွေဘယ်လိုခွာတာလဲမသိဘူးတော့မခွာဘူးနဲ့တူတယ်သူကဒီတိုင်းပဲညှက်ရမှာတူတယ်ဆိုတော့ဒါအစ်စ်ပါဒီမှာတစ်လေးပါတော့ဒီမှာတစ်ဖက်ပြီးတော့ပါပြီနောက်တစ်ဖက်ထပ်ဖက်မယ်ချိန်ဘယ်လိုရှိလဲဆိုတော့ဒီမှာဖုန်းမှာပြင်အာသွင်းကြိုးပါမယ်ဒီမှာအာသွင်းကြိုးပါမယ်ဒါလည်းခေါင်းမပါတော့ဘူးနော်ဒါအားလုံးသိရဒါကတော့ဘယ်လိုသုံးရလဲဘာညာပေါ့ဒီမှာ C2C ပေါ့နော်အဲ့မှာအရင်ရှိတဲ့တုံးလေးထည့်ပေးလိုက်မယ်မာသားကိုအရင်ရှိတဲ့တုံးလေးထည့်ပေးလိုက်ပါမယ်ခင်ဗျာဖေကတော့ဖေထားလိုက်တော့โอเคအာသွင်းကြိုးရပြီအဲ့ဆိုတော့ဖုန်းဘက်သွားမယ်ဖုန်းโอเคဒါပါโอเคနော်โอเคဒီဘက်ကနေခွာအားလုံးမြန်အောင်မှာဖုန်းမှာအရင်ဈေးကြီးတဲ့ဖုန်းတော့မဟုတ်ပါဘူးအားမကောင်းဘူးနောက်ကမြင်ရ A17 နဲ့ဘူးကတော့တော်တော်လှဒါပေမဲ့ဖုန်းကတော့တည့်အတိုင်းမှာသူတို့ဈေးရဲ့ Samsung ဖုန်းနဲ့ဘယ်တော့မှမရှိဘူးဆိုတော့ကိုင်းလို့လည်းတိတ်ပြီးတော့ကောင်းလက်ရအောင်ထင်းနေပြီဒီမှာโอเคဖုန်းဖွင့်ကြည့်မယ်ဖုန်းဖွင့်လိုက်တော့ဒါမဟုတ်လားဟုတ်တယ်ဒီမှာပွင့်သွားပြီ Samsung Galaxy ပွင့်သွားပါပြီတော့ A17 5G ကကျတော့ဈေးပိုကြီးတယ်ပေါ့နော်ဒီကောင်ကတော့ A17 ကို LTE ဆိုတော့ဒီကောင်ကတိတ်ပြီးတော့ဈေးရမ်းကြီးဘူးဟိုလောက်ပဲရှိမှန်းနဲ့တူတယ်6သိန်းပေါ့မြန်မာငွေနဲ့ဆို6သိန်းလောက်ပဲရှိမလား6သိန်းလောက်ရှိရလားမသိပွင့်လာပါပြီ welcome okay